တွေးခေါင်းနေပါနဲ့ကွာဆိုင်ကဆိုင်ကပါပဲအမေဖြစ်လို့ဒီမှာရှိနေရလဲအိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြတော့ထွက်သွားမှာမဟုတ်တွေ့တာလမ်းမပေါ်မှာမဟုတ်ဆိုင်ကယ်ပေါ်မှာရှိနေတာကွာခုလိုတွေဆိုင်ကယ်စီဒီလိုပုံစံမျိုးတွေဝစ်စားထားတဲ့သူတယောက်စီဟာကန်ချမားဆိုတဲ့စကားကိုကြားလို့သူကအပေါ်ပါသမီးအပေါ်မှာရွှေဘူး ကိုပြစ်လိုက်တဲ့တားကောင်တကယ်တည်းရဲ့လားဆိုပြီးတော့လာကြည့်တဲ့ပုံစိုးနဲ့တူနေတယ်ကွာရှင်ကသူ့အထင်တော်တော်နာတတ်တာပဲတမဲ့နေတဲ့ဝိညာဉ်ရတော့သူချစ်တဲ့သူပေါ်မှာသစ္စာရှိတယ်ဆိုင်ကယ်မှာရှိနေတဲ့မိန်းမအခုချိန်ကြီးရှိနေတော့ဒီလန်တစ်ခုကိုရောက်နေပြီလို့ခံစားပြီးတော့ on the road နာမည်ပေးထားတာပြန်သွားအင်္ဂါဘာအောင်မင်းနေလေကျွန်တော်ကန်ကြမှာဟိုဟာဆိုင်ငယ်အစီအံဖြစ်ဖို့ခံပါလားနည်းနည်းတော့ထူးဆန်းနေတယ်လို့ပဲကောင်းလေးမှုခုလိုတွေဆိုင်ကယ်စီဒီလိုပုံစံမျိုးတွေဝစ်စားထားတဲ့သူတယောက်စီဟာကန်ချမားဆိုတဲ့စကားကိုကြားလို့လေကျွန်တော်နေတဲ့ထိုင်တဲ့ပုံစံတသက်ကျွန်တော်ယုံကြည်ရတာတသက်ပါကျွန်တော်တယောက်တည်းပဲမိုးရတူဘူးဆိုတော့ပါပဲလင်းတူကမိုးကိုပြောရမှာအာနာနေရနဲ့တူတယ်အဲ့ဒါပိုင်းလဲခေါ်ခဲ့လိုက်လေရပါတယ်ဘယ်ကအဲ့ဒါလဲမိုးရကျွန်တော်တယောက်တည်းလာတာလေတခြားအခန်းကိုလာနဲ့တူတယ်မေလက်သမီးကိုအားနာပါရဲ့သမီးရဲ့လူကြားလို့လည်းမကောင်းပါဘူးဒီမှာသားသမီးကိုပံ့ပိုးရမယ်ဟာသားသမီးရှိရပြန်ပြီးတော့အကူအညီတောင်းနေရဆိုတော့လေမင်းကိုအဲ့ကိစ္စသမီးဟိုနေ့ကပဲပြောပြီးသွားပြီလေသမီးလည်းအဆင်မပြေဘူးလို့ပြီးတော့အမေတောင်းတဲ့ပုံပမာဏတအားများတာသမီးကဘယ်လိုရှိမှလဲမေရဲ့သမီးမှရှိရဲဆိုရင်လေအကုန်လုံးကိုအမေကိုရော့ဆိုပြီးတော့ကြော့လိုက်ပြီးတိလားတော့ဝက်တော့ကောမရနိုင်လားသမီးရဲ့အမေရဲ့သမီးလည်းလာတိုင်းရှာနေတာပဲရှာလို့ရသမီးအမေကိုပေးလိုက်အလုပ်ထဲလိုက်အိမ်ထဲထည့်လိုက်နေလေဒါဆိုလို့ရှိရင်ဒီလိုလုပ်ပါလားသမီးအမေလေးမိတ်ဆွေတူရှိရနေပြီအမေအကူကြီးတောင်းလိုက်မယ်ကဲလို့သမီးအစီအပြေတဲ့ခါကျလို့ရှိရင်
သမီးကိုအဲ့ဒါလေးတော့ပြန်ကူညီပါလားသမီးရဲ့နော် တစ်ကြိမ်ကနေနှစ်ကြိမ်ဖြစ်လာပြီဆိုတော့ဒါဟာသွေးယူတာယူမဖြစ်နိုင်တော့ အဲ့ဒါဘာလို့ဆိုလိုတာလဲဆရာကြီး အမှတ်မထင်ရောက်လာတဲ့ဧည့်သည်နဲ့အိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကွာခြားတယ်လို့ပေါ့အမှတ်မထင်ရောက်လာတဲ့ဧည့်သည်ကတော့မင်းထွက်သွားတော့ဆိုရင်ထွက်သွားမှာပဲအေးအိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြတော့ငါ့ကိုလက်ခံထားတဲ့လူရှိသေးတာပဲဆိုပြီးတော့ထွက်သွားတစ်ကြိမ်ကနေနှစ်ကြိမ်ဖြစ်လာပြီဆိုတော့ဒါဟာသွေးယူတာယူမဖြစ်နိုင်တော့ အဲ့ဒါဘာလို့ဆိုလိုတာလဲဆရာကြီး အမှတ်မထင်ရောက်လာတဲ့ဧည့်သည်နဲ့အိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကွာခြားတယ်လို့ပေါ့အမှတ်မထင်ရောက်လာတဲ့ဧည့်သည်ကတော့မင်းထွက်သွားတော့ဆိုရင်ထွက်သွားမှာပဲအေးအိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြတော့ငါ့ကိုလက်ခံထားတဲ့လူရှိသေးတာပဲဆိုပြီးတော့ထွက်သွားမှာ ကိုကို ပြော ရွှေကိုကိုနဲ့စိုက်ကယ်ရှောက်စီချင်လို့ ဒိတ်ပဲမရှိရကွာမိုးချုံနေပြီဒါမိန်းကလေးတယောက်ဆိုင်ငယ်စီးရမယ့်အချိန်လားမင်းလည်းမထွက်နဲ့ငါလည်းလိုက်မဖို့ပေးနိုင် မင်းဒီဆိုင်ကကိုမရောင်းချင်ဘူးဆိုရင်လေဘယ်တော့မှထုတ်မစီပဲနဲ့ကိုတော်နဲ့ထည့်ပြီးတကားကပိတ်ထားလိုက်တော့သူအဲ့တက်မှာနေကြသွားဆိုရင်ဒီလိုတော့ ဟဲ့ကိုတော်နဲ့ထည့်ထားမယ်အပြစ်မထွက်နဲ့နော်လေးလေးမမနေနော်လို့ပြောအောင်လေဟဲ့လူမမဟုတ်တာကွာကဲအပြစ်ထွက်ပြီးလိုက်လာရောဘယ်လိုလုပ်မှာလဲမင်းကကိုယ်တိုင်ကြုံခဲ့တာမဟုတ်နော်ငါတော့ကိုယ်တိုင်ကြုံခဲ့ရတာ ဘယ်လိုစိတ်ဆိုးလဲ ရအဲ့မျိုးကွက်တွေရိုးနေပြီနော်ငါတို့လာမချောင်းနဲ့ငါတို့မကြောက်ဒီထဲမှာကြောက်တဲ့ကောင်ခေါင်းမှမပါ ကဲဒီလောက်ဆိုရပြီဒီလောက်တော့6ချင်တဲ့ကောင်ကွာ6ကွာ6နော်ကဲပူဇော်ပါတယ်နော်စားပြင်းကလေးလည်းဆောက်ရှောက်နော်ငါတို့လည်းဆောက်ရှောက်စိုက်ကယ်စီးနဲ့ဘာမှမပြောင်းဆောက်ရှောက်နော် ဘာဖြစ်လဲနေတို့ငါ အားလုံးအနောက်ရှက်ကင်းသွားပါအားမမရှိတော့သိချမ်းသာကြဟုတ်လား Lintu mahoku. Lintu mahoku. Nino ya makauna tapje nyari ne. Nakana gore terare. Sweeto.
တွေးခေါင်းနေပါနဲ့ကွာဆိုင်ကဆိုင်ခဲ့ပါပဲ အမေဖြစ်လို့ဒီမှာရှိနေရလဲ အိမ်ရှင်ကိုယ်တိုင်လက်ခံထားတဲ့ဧည့်သည်ကြတော့ထွက်သွားမှာမဟုတ်ဘူး ငါတွေ့တာလမ်းမပေါ်မှာမဟုတ်ဆိုင်ကယ်ပေါ်မှာရှိနေတာကွာ ခုလိုတွေဆိုင်ကယ်စီဒီလိုပုံစံမျိုးတွေဝစ်စားထားတဲ့သူတယောက်စီဟာကန်ချမားဆိုတဲ့စကားကိုကြားရတယ် သူတို့ကအပေါ်ပါသမီး အပေါ်မှာ ရွှေဘူး ကိုပြစ်လိုက်တဲ့တားကောင်တကယ်တည်းရဲ့လားဆိုပြီးတော့လာကြည့်တဲ့မုတ်ဆိုးနဲ့တူနေတယ်ကွာ ရှင်ကသူ့အထင်တော်တော်နာတတ်တာပဲနော် တမဲ့နေတဲ့ဝိညာဉ်ကတော့သူချစ်တဲ့သူပေါ်မှာသစ္စာရှိတယ် ဆိုင်ကယ်မှာရှိနေတဲ့မိန်းမခုချိန်ကြီးရှိနေတော့ ဒီလန်တစ်ခုကိုရောက်နေပြီလို့ခံစားပြီးတော့ on the road လို့နာမည်ပေးထားတာ